ဒီရက်ပိုင်းမှာအေးမိတာတုပ်ကွေးတို့ virus ပိုးဝင်တာတွေဖြစ်နေကြတော့လေချောင်းနာတာနှာရည်ရောနှာပိတ်နေလို့မကောင်းတာတွေဖြစ်နေကြတာတွေ့ရပါတယ်အထူးသဖြင့်လေချောင်းနာနေတဲ့သူတွေလည်းပို့ပြီးတော့တွေ့ရတယ်ပေါ့နော်ဒါကြောင့်အခုဗီဒီယိုလေးမှာတော့လေချောင်းနာတာသက်သာစေမဲ့ကိုယ့်ရဲ့အိမ်မှာလုပ်လို့ရတဲ့အလွယ်ကူဆုံးနည်းလမ်း6ခုကိုပြောပြပေးသွားပါမယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်အထူးယောဂကိုချောင်းဝင်ထောက်တာမှာပို့ပါလေချောင်းနာတာသက်သာစေမဲ့ပထမဆုံးနည်းလမ်းတစ်ခုကတော့စားရည်ရည်နွေးရည်နဲ့အလုပ်ချင်းမလုပ်ချင်းပေးတာပါဒီနည်းလမ်းလေးကပတ်စံလေးမကုန်တဲ့အပြင်ကိုတကယ်ကိုထိရောက်ပြီးတော့ရည်နွေးရည်စားရည်ရှိအောင်နဲ့လုပ်လို့ရတဲ့လွယ်ကူတဲ့နည်းလမ်းတစ်ခုပါဘယ်လိုလုပ်ရမှာလဲဆိုရင်တော့ရည်နွေးနွေးတစ်ခွက်သေးကိုစားလက်ဖေးစွန်းတစ်ဝက်ထည့်ပြီးတော့အလုပ်ချင်းရမှာပါတရက်ကိုအနည်းဆုံး3ချိန်လုပ်ရပါမယ်ဒီနည်းလေးကလေချောင်းနာတာကိုတော်တော်သက်သာစေမှာပါနံပါတ်2နည်းလမ်းကတော့ရေများများတောက်ပေးရမှာပါတချို့ကလေချောင်းနာနေတာကိုရေတောက်ရင်ပို့ပြီးတော့နာမှာပေါ့လို့ထင်တတ်ကြပါတယ်တကယ်ကလေချောင်းချောက်နေရင်နာတာပိုဆိုးတက်လို့ရေများများတောက်ပြီးမှအဆိုးတက်ရှိပြီးတော့လေချောင်းနာတာသက်သာစေမှာပါဒါကြောင့်လေချောင်းနာနေရဆိုရင်ရေဖန်ခွက်10ခွက်လောက်တော့ဝင်အောင်တောက်ပေးရပါမယ်နောက်တစ်ခုကတော့ရေနွေးလက်ဖက်ချောက်ရေနွေးပြားရည်နဲ့ရေနွေးနွေးတောက်ပေးရမျိုးပါရေကင်းငုံတာရေအေးအေးလေးတောက်လို့ရပါတယ်လေချောင်းလာနေတာကိုရေခဲအေးအေးကြီးငုံလိုက်ရင်ပို့ပြီးတော့ဆိုးမှာပေါ့လို့တွေးတတ်ကြပေမဲ့တကယ်ကရေခဲရေအေးရလဲရောင်ရမ်းတာတက်တာစေတာမို့လို့နာတာကိုတက်တာစေပါတယ်ကိုယ်တိုင်ကရေနွေးနွေးနဲ့ပို့ပြီးတော့တက်တာရဲလို့ခံစားရရဲဆိုရင်တော့ရေနွေးနွေးပဲတောက်နိုင်ပါတယ်နီလန်းနံပါတ်4အနေနဲ့ကကောင်းကောင်းအနားယူတာပါစကားအကြာကြီးပြောတာအတန်အကျယ်ကြီးပြောတာမျိုးမလုပ်ဖ ೇನೆ လေချောင်းကိုလည်းအနားပေးရမှာဖြစ်တယ်လို့အာဟာရပြည့်ဝအောင်စားတာအေးဝအောင်အိတ်တာမျိုးလုပ်ပြီးတော့လေလူရောစိတ်ပါအနားပေးရပါမယ်ဒါမှကိုခန်းကောင်းလာပြီးတော့ယောဂပိုးတွေကိုတိုက်ထုံနိုင်မှာပါလေချောင်းနာတာတက်တာစီဖို့နောက်နီလန်တစ်ခုကတော့လေချောင်းရစေမယ်အာ6စေမယ်အရာတွေကိုရှောင်တာပါပဲဆက်လက်တောက်တတ်တယ်ဆိုရင်လေချောင်းနာတဲ့အချိန်မှာဆက်လက်ရက်ပါအရက်အပူအဆက်အစာမမာတွေရှောင်ရပါမယ်မိခိုးငွေဖုံငွေချင်းစည်းငွေစတာတွေကိုလည်းရှောင်ရပါမယ်နော်နောက်ဆုံးနီလန်ကတော့လေချောင်းနာတာတက်တာစီဖို့ဆေးတွေအနေနဲ့ lozenges လို့ငုံဆေးပြတွေငုံလို့ရပါတယ်လေချောင်းနာတာတက်တာစီရဲ့ gargle wash သုံးတာ sore throat spray ဖြန်းတာမျိုးလည်းလုပ်နိုင်ပါတယ်တောက်ဆေးမှာဆိုရင် paracetamol လို့အနာတက်တာစီအကခဲပြောက်ဆေးတွေတောင်းနိုင်ပါတယ်အကခဲပြောက်ဆေးတောင်းရင်တော့အစာစားပြီးမှတောက်တာအစာရင်အောင့်တက်ရင်အစာရင်ဆေးနဲ့တွဲပြီးတောက်တာမျိုးလုပ်ရပါမယ်နော်တကယ်လို့လေချောင်းနာတာအပြင်ကိုဖျားတာနှာစီးတာချောင်းဆိုးတာကိုယ်လက်နာကျင်ကြိုက်ခဲတာလေချောင်းကမခံနိုင်အောင်နာတာလေချောင်းကရက်ရှည်နာနေတာမျိုးဆိုရင်တော့လိုအပ်တဲ့ဆေးတောင်းနိုင်အောင်ကုသမှုခံယူနိုင်အောင်လို့ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပြသဖို့လိုအပ်ပါတယ်နော်ဒါအပြင်ရာသီတုပ်ကွေးတွေအလွယ်တကူမကူးဆက်အောင်လို့လက်ကိုစနစ်တကျဆေးတာလူများရဲ့နေရာတွေသွားရင် mask တက်တာကာကွယ်ဆေးထိုးတာကိုခန်းအားကောင်းနေတာမျိုးလုပ်ဖို့လည်းမမေ့နေအောင်နော်ကဲဒီလောက်ဆိုရင်လေချောင်းနာသက်သာစေမယ့်နည်းလမ်းလေးတွေကိုတည်သွားပြီလို့ထင်ပါတယ်တခြားသူတွေလည်းဘိုးတူတာရပါအောင်လို့အခုဗီဒီယိုလေးကို share သွားပေးဖို့မမေ့နေအောင်နော်အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာဆရာမနဲ့ပြန်တွေ့ပါမယ်နော်တတာ